ကျွန်တော်ပြောချင်တာတော့ကျွန်တော်တို့ကိစ္စမှုမှန်ပေါ်ပေါက်အောင်ပေါ့နော်ကျွန်တော်ခုနပြောခဲ့တဲ့အတိုင်းပဲကျွန်တော်ရဲ့ glimpse of hopes ကကျွန်တော်ကနိုင်ငံတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးမှုကြီးမင်းအောင်လှိုင်ကိုတော့ရှိတယ်အဘဲကြောင့်ဆိုတော့သူဒီသူဒီအရှိမဗိုလ်ချုပ်ရန်အောင်စိုးတို့နော်ဟလာဗိုလ်ချုပ်ကြီးစိုးထိုးတို့စသဖြင့်ပေါ့နော်သူဒါ record ရှိခဲ့တယ်ပေါ့နော်သူအရန်အားကိုးတဲ့လူတွေအကုန်လုံးကိုသူဒီဟိုတကယ်ကိုပေါ်လာတို့မီဒီယာတို့ဘာတို့မှတက်လာတို့ဘာတို့ဆိုရင်သူကပြက်ပြက်တသားအပြစ်ပေးတာတော့ဒါ record တော့တကယ်ရှိခဲ့ပါတယ်နော်ဒါစီသမားတွေကိုဘယ်လိုကြီးရန်အောင်ဆိုခိုးပြီးလိန်ပြီးပြည်သူတွေကိုစီသေးအပေါ်သေးနဲ့ရောင်းဖို့အတွက်လက်မှတ်ထိုးပေးတာတို့ဘာလို့ဖြစ်တာရောသူသိတဲ့အချိန်မှာတော့သူပြက်ပြက်တသားအရေးယူခဲ့တယ်ပေါ့နော်အဲ့တော့အခုလည်းအခုကျွန်တော်ပြောရတယ်လို့ပေါ့အပေါ်နေပြီးယူခြင်းတောင်400ယူလို့ရသေးတဲ့ဟာ importer တွေကိုပါသားပေးခြင်းလို့ဟာထားတဲ့ဟာကြီးအခုဆိုရင်ဒါသူတင်မကဘူးတိုင်းလူပြည်သားတွေအကုန်လုံးသိမယ်လယ်သမားတွေလည်းသိမယ် ARD တိုင်းအောင်တနက်ထောက်ပြီးတော့10%ယူထားတယ်ဆိုတဲ့အရာကြီးကိုဒါလယ်သမားတွေလည်းနားလည်မယ်လို့တော့ကျွန်တော်မျှော်လင့်တာပဲကျွန်တော်ပြောတာရှင်းမယ်လို့တော့ထင်တာပဲလေအဲ့တော့ကျွန်တော်ကဒီမီတင်ကနေမျှော်လင့်တာကတော့ NASA ကဝင်စစ်ပေးပါကျွန်တော်ဘယ်ငွေကြေးမှလည်းမခေါ်ရပါဘူးကျွန်တော်အနေနဲ့ individually ဒီမီတင်ကိုပြောရတဲ့အကြောင်းအရင်းတွေလဲကျွန်တော်ကိုဒီလိုလူတွေကနော်ဒီလိုမျိုးထိုးနှက်တဲ့အပေါ်မှာကျွန်တော်အနေနဲ့အခုဆိုရင်တခိုးဆိုပြီး branding အသုံးခံနေရဟာမျိုးကျွန်တော်အဆင်မပြေဘူးပြောချင်တာမြန်မာနိုင်ငံသားတွေကဒီအရှိတောင်အာရှနဲ့နိုင်ငံတော်တော်များများမှာရောက်နေတဲ့အချိန်ကြီးမှာကျွန်တော်အခုလိုမျိုးမီဒီယာပေါင်း16000ကနေတင်လိုက်တဲ့အပေါ်မှာဟလာသူတို့ကစတင်တာပေါ့နော်မရိုင်းနေအဲ့တော့မီဒီယာတွေကသူတို့တင်တာကိုပြန်ပြီးတော့ relate လုပ်ပြီးတော့တကယ်လားပေါ့ဟလာစသဖြင့်အဲ့ဒါကျွန်တော်တော့ကြောင်သွားတယ်54တန်းရှိမှာတော့ကိုပိုင်စစ်တပ်နဲ့ငါပြန်တိုက်ပြီပေါ့ငါအဖေကိုပြန်ခေါ်မှာပေါ့လို့အတိတ်ပဲရှိလားမရှိလားအုံနောက်ရှိတဲ့လူတွေစဉ်းစားကြည့်လေလို့